Hello အားလုံးပဲမင်္ဂလာပါအားလုံးပဲတာယာတဲ့နေ့လေးတစ်နေ့ပိုင်းဆိုင်ကြပါစေဒါကတော့ဒီရဲတဲ့ဒိုင်းမလွင်ပြဘူးဆိုတော့ဒီမှာရှိရဲ့ကြိုးလေးတွေနဲ့မိတ်ဆက်ပေးမယ်ဒါကလေအခုဒါမိတ်ဆက်ပေးတဲ့ကြိုးလေးတွေက stainless steel ပါအခုဒါပြတဲ့ကြိုးလေးက2000ခွဲပါเนาะကြိုးရောဆွဲသီးရောမှ2000ခွဲပါstainless steel ကြိုးလေးတွေနဲ့ဒါမိတ်ဆက်ပေးမယ်အခုပြရတဲ့ကြိုးအကြီးလေးတွေက3000ခွဲရှေ့ကကြိုးလေးတွေက2000ခွဲပေါ့เนาะအခုပြမဲ့ကြိုးကတော့4000မှာနာကြီးကျိတ်လည်းပါတယ်ဟိုလေဒီဒါရဲ့ live မှာကြည့်ရတာပေါ့နော်အဆင်မပြေတဲ့ချစ်သူလေးတွေအတွက်ကိုယ်တိုင်ကိုယ်ကြဗီဒီယိုလေးနဲ့ပေါ့နော်အေးစစ်စစ်လေးကြည့်အောင်တင်ပေးလိုက်ပါပြီရှင်ဒါလေးက4000မှာ stainless steel လေးတွေရေဆိုလဲခံနဲ့ချွေးဆိုလဲခံနဲ့ဆက်ပြလူရှင်းတနက်ခါအကုန်လုံးရပါတယ်နော်အများတိုင်းဝတ်ထားတဲ့သူတွေအတွက်ဆိုလို့ရှိရင်ပိုကောင်းပါတယ်အများတိုင်းဝတ်ထားရဆိုဆက်ပြနဲ့ရေချိုးတွေကိုကကြီးတို့တနခါတို့ချွေးတို့ပေနေဆက်ပြနဲ့ရေနဲ့ဆေးလိုက်တာဖြစ်တဲ့တော့ဝတ်လေပြောင်းလေးပါပဲအနည်းဆုံးသူကအာမခံချက်တစ်နှစ်ရှိပါတယ်တနေ့ကတော့အေးစစ်စစ်လေးကြည့်စရာမလိုအောင်ဝတ်လို့ရပါတယ်တနေ့ကြော်ရင်လည်းခံပါတယ်ဒါပေမဲ့ဒါကြတော့အမကန်ချက်ကိုတစ်နှစ်ပဲပေးထားလိုက်တာပို့လို့ရှိရင်လည်းပို့တလောက်ချစ်သူလေးတို့ဟိုပေါ့အခုလောလောဆယ်တော့မဲသွားတဲ့လူတွေလို့တိတ်မရှိသေးဘူးပေါ့နော်ကျိုးတွေထဲမှာဆိုရင်တော့ဒီဂျိတ်လေးတွေနည်းနည်းဖြူသွားတယ်ဘာညာပြောတာတော့ပဲရှိရပေါ့နော်ကျန်တာကတော့အခုချိန်ဒီဒါရောင်းက2နှစ်ကျော်ပြီဆိုတော့2နှစ်ကျော်အတွင်းမှာမဲသွားတော့မဲတယ်လို့ပြောရတော့မရှိဘူးဒါလေးက2000ခွဲပါအဲဆိုရင်ဒါကကျိုးလေးတွေကိုဈေးလေးနဲ့ပြန်မိတ်ဆက်ပေးမယ်နော်ဒါကတော့ဒါကဒီခုဒါလက်ကျန်ပြက်ပေါ့နော်လက်ကျန်ပြက်သေးပါဒါကဝယ်မယ်ရောင်းမယ်အစ်စ်တွေကတော့သတင်းကျွနာနီးမှာပဲအစ်စ်တွေရောင်းမှာဆိုတော့ရှေ့ရလေးကိုဗီဒီယို3ခုနဲ့ခွဲပြထားမယ်အခုဒါပြတဲ့ဗီဒီယိုလေးကတော့ကျိုးအကြီးသီးတဲ့ပေါ့နော်ကျိုးအကြီးသီးတဲ့ဗီဒီယိုလေးတွေပါကျိုးသေးဗီဒီယိုလေးလည်းလာမယ်နောက်လက်စွပ်တော့နောက်ဟန်ချင်းလို့ဗီဒီယိုလေးလည်းလာမယ်အခုပြနေတဲ့ဒီဟာလေးဆိုရင်စပယ်ကြီးနဲ့ဒီ MC ပြားလေးဆိုလို့ရှိရင်ဒါက3000နဲ့ပဲရောင်းပေးမှာပါနော်3000သူကနာကြီးချိတ်မပါလို့3000ပါတကယ်လို့နာကြီးချိတ်လိုချင်တော့နာကြီးချိတ်အကြီးပဲရှိရဖြစ်တဲ့အတွက်လိုချင်တော့ထည့်ပေးမယ်နော်နာကြီးချိတ်မပါ3000ပါနော်သူကတော့နာကြီးချိတ်မပါဘူးတချို့ဟာတွေကနာကြီးချိတ်ပါတယ်တချို့ဟာတွေကနာကြီးချိတ်မပါဘူးဒီဟာကကြတော့ဟိုဟာလေးစိန်ဒီဇိုင်းလေးနဲ့အုံးစင်ကြိုးလေးပါသူကနာကြီးချိတ်ပါတယ်အရှည်ကလက်မအရှည်က20ပါနော်တချို့လက်မလေးတွေပြောဖို့ကြံသွားတာတို့ဈေးလေးတွေပြောဖို့ကြံသွားဆိုရင်ဒါရဲ့ Viber ဖုန်းနံပါတ်ကနေလာမေးလို့ရပါတယ် Viber ဖုန်းနံပါတ်0926133662ပါမလေးမိုးတွေကလည်းတအားကိုရွာနေရကြည့်ကြပါဦးဒါဆိုနာကြီးချိတ်ပါတယ်နော်လက်မ20ဒါလေး3000ခွဲပါကျိုးရောဆွဲသီးရောအပါပါရှင်ကဲအဲ့ဆိုလို့ရှိရင်ဒါလေးလိုချင်နေဆိုရင်တော့ Viber ဖုန်းနံပါတ်0926133662ကိုဆက်သွယ်ပြီးတော့မှကိုယ်တိုင်ကိုကြလာပြီးတော့လည်းဝယ်လို့ရတယ် Viber နဲ့လည်းဝယ်လို့ရတယ်အိမ်မှာတော့လည်းဝယ်လို့ရတယ်နော်အိမ်မှာတော့ဖြစ်တယ် sorry ဒါဟိုဆိုင်မှာလာဝယ်မယ်ဆိုလို့ရှိရင်တော့ဖုန်းလေးကြိုဆက်ပေးပါဆိုင်မှာကြတော့လေပစ္စည်းကတစ်ခါကြီးလဲယူလာတစ်ခါကြီးလဲမရှိလာလို့လေနော်ဟိုဟာလေဒီမှာအခုပြတဲ့ကြိုးလေးဆိုရင်ဒါ2000နဲ့ပဲရောင်းပေးထားရယ်နော်အခုပြတဲ့ကြိုးလေးဆိုရင်ဒါ2000နဲ့ရောင်းပေးထားရယ်ဒါကတော့ခလေးတွေနဲ့ဆယ်ကျော်သက်လေးတွေအတွက်ပဲအဆင်ပြေမဲ့ကြိုးလေးပါဒါလေးခုပြရည်အကုန်လုံးဒီ stainless steel ပဲနော် stainless steel ပါသူတို့လေးတို့စိတ်ချမ်းသာလက်ချမ်းသာဝတ်လို့ရတယ်နော် stainless steel ပါရှင်အခုပြတဲ့ကြိုးသေးလေးကကြတော့ဒါတို့ဟာလေးဒါလည်းတချို့ကလည်းဥစီလို့ခေါ်တယ်တချို့ကလည်းအလုံးလေးတွေကိုအဲ့လိုတစ်မျိုးလေးတွေခေါ်တယ်ပေါ့နော်အဲ့လေးဆို18လက်မပါခုနကကြိုးလေးအခုကကြတော့အခုပြတဲ့ကြိုးလေးကတော့ဒါတို့ဟိုဟာလေးပါ MC ကြိုးအများလေးပေါ့သူ့ညာလေးကလေပြုတ်ပြုတ်ဖက်ဖက်လေးမမတောက်တောက်ကြီးမဟုတ်ဘူးအဲ့ဒါလေးကိုလည်းဒါ2000နဲ့ပဲရောင်းမိမှာနော်အခုဒီပြတဲ့ဟာလေးက2000ပဲ2000ပဲသူကတော့နာကြီးချိတ်မပါဘူး extension အပါ18လက်မပေါ့နော်18လက်မပါသူက extension ပါ18လက်မဆိုလေပင်အကက်ကလေးဝတ်ချင်တဲ့သူတွေအတွက်ပေါ့တအားဝါတဲ့သူတွေဆိုရင်တော့မကိုက်ဘူးပေါ့နော်ပေါင်160 150 60အဲ့လိုလောက်ထိဆိုရင်လေပင်အကက်ကလေးကြိုက်တဲ့သူတွေဆိုရင်တော့ဒါဝတ်ပါနော်ဒါတော့နာကြီးချိတ်မပါဘူး2000နဲ့ပဲဒါရောင်းမိထားရနော်အခုကျိုးလေးတွေကအရှိရဘောလုံးကျိုးအသေးလေးကကြတော့လေ2000ပဲသူကတော့နာကြီးချိတ်ပါတယ်18လက်မ extension မပါဘူး18လက်မအထိပေါ့နော်နောက်တစ်ခုကကြတော့ဒီဟာကဒါတို့ဟိုပါပေါ့ MC ကိုသူကရွှေရောင်ငွေရောင်ရမယ်ဒါရောရွှေရောင်ရောငွေရောင်ရောလက်ပတ်တွေရမယ်နော်လက်ပတ်နဲ့တစ်ဆက်စာလိုချင်ရပါတယ်လက်ပတ်ကတော့ဒါ1000ခွဲပါဒါလေးတွေကတော့2000နဲ့ပဲဒါရောင်းမိထားနော်ဒါကလက်ကျန်လုံးဝအတန်ဆုံးစီလက်ကျန်ဖြတ်စည်းလေးနဲ့လက်ကျန်ဆိုတာဟောင်းလို့မဟုတ်ဘူးเนาะဟောင်းလို့မဟုတ်ဘူးဒါဒီ stainless steel လေးခဏနားမယ်သတင်းကျို့ပြီးတော့မှဒါပြန်ပြီးတော့မှ stainless steel လေးပြန်ရမ်းမယ်ဆိုတော့ဒါလေးတွေကိုရှိတာလေးတွေဒါတင်ပေးထားတာပါဒါတွေအကုန်လုံးဒါမှရှိတာလေးတွေကိုအကုန်တင်ပေးထားတာပါရှင်
ဒါလေးတွေကကြတော့အခု stainless steel လေးတွေပေါ့နော် stainless steel လေးတွေခုနကတည်းကဒါပြလက်စားဟာလေးပါနော်တချို့ဟာတွေလည်းပါသွားပြီတချို့ဟာတွေလည်းရှိသေးတယ်လိုချင်နေဆိုရင်တော့ဒါကို Viber ဖုန်းနံပါတ်လေးကိုဆက်သွယ်ပေးနော်နောက်ထပ်ကျိုးအသေးလေးတစ်ခုထပ်ပြပေးမယ်ဒါကကြတော့ကျိုးအကြီးဒီအကျိုးအကြီးလေးတွေက3000ခွဲကျိုးအသေးကိုဆွဲသီးပါတဲ့ဟာလေးက2000ခွဲကျိုးအသေးကိုဆွဲသီးမပါတဲ့ဟာလေးက2000ဒီ MC ပြားအကြီးက4000ပါနော် MC ပြားအသေးရွှေရောင်ငွေရောင်လေးတွေကတကြိုးကို2000နဲ့ပဲပေးထားတယ်အခုဒါပြရဲ့နီလာလိုမျိုးပေါ့နော်ဒါလေးဆိုလို့ရှိရင်ဣတုံကျိုးလေးနဲ့ဒါလေးဆိုရင်အသေးကျိုးလေးကကြတော့2000ခွဲနောက်အကြီးကျိုးဆိုတာအခုဒါထပ်တင်ပြပေးမယ်ကျိုးအကြီးကကြတော့အဲ့ဒါလေးကကြ3000ခွဲပေါ့နော်3000ခွဲဒါလေးတွေကကြတော့ရေဆိုလဲခံတယ်ချွေးဆိုလဲခံတယ်စက်ပြာလူရှင်းတက်နှခါအကုန်လုံးရပါတယ်နော်ဒါဗီဒီယိုလေးပြီးတဲ့စူးစီးပြီးတင်ပေးလိုက်တာဆိုတာလေတချို့ကျတော့ like ကြည့်ဖို့အချိန်မရှိဘူးတချို့ကျတော့ like ကြည့်ရတာစိတ်မရှိဘူးလေနော်ကိုလိုချင်တာလေးတွေမကြည့်ရဘူးဆိုတော့အခုဒါကကန့်ပေးတယ်ကြိုးကြည့်လိုချင်တဲ့သူကဒီဗီဒီယိုဖိုင်လေးကိုကြည့်ကျိုးသေးနဲ့ကျိုးအသေးလိုချင်တဲ့လူကနောက်ဗီဒီယိုဖိုင်လေးကိုကြည့်နောက်ဟန်ချင်းလေးတွေနောက်အဲ့လိုမျိုးလေးတွေဒါဗီဒီယိုဖိုင်လေးတွေခွဲပြီးတော့ပတ်1ပတ်2ပတ်3အဲ့လိုတင်ပေးထားလိုက်မယ်ဒါဆိုရင်ကိုကြိုက်တာလေးကိုကြည့်ပါလိုချင်တဲ့သိကျင်တာလေးတွေရှိရင်လည်းဒါတော့ Viber ကနေမေးလို့ရပါတယ်เนาะ Viber မှာစိတ်ကြိုက်လာမေးလို့ရတယ်ဈေးနှုန်းလေးတွေမရှိရင်လည်းမေးလို့ရတယ်ပစ္စည်း quality နဲ့ပတ်သက်ပြီးတော့မှနားမလည်ရင်လည်းမေးလို့ရပါတယ်ဒါကကြတော့လေဒီဟာကြတော့ငွေရောင်စီတူကျိုးငွေရောင်ဒီဟာလည်းလက်ပတ်လေးရမယ်စီတူကျိုးငွေရောင်ဒါလေးကတော့2000ခွဲပါเนาะစီတူကျုံးငွေအောင်ဒါလေးက2000ခွဲပါMC ပြားလေးတွေကတော့ဒါ2000နဲ့ပဲပေးထားတယ်ဒါလေးကတော့ဒါလေး short လို့မရတော့လို့2000ခွဲနဲ့ထားပေးမယ်နော်သူကကျတော့လက်ပတ်1000ခွဲပါဒါလေးကစီတူကျိုးတစ်ခုပဲရှိတော့တယ်ဒါလေးကကျတော့ level ကက်ကလေးဝေးရမ်းလာတယ်ဒီလားတော်လေးကြည့်လို့ကောင်းတယ်ဒါလေးကြိုက်တယ်ဆိုလို့ရှိရင်လည်း Viber လေးလာပေးငွေအောင်က2ခုပဲရတော့မှာပေါ့ရွှေရောင်လေးတွေကတော့ရသေးရပေါ့နော်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးများတင်ပါ